လေးမရပူရာရုံးကပြင်မနာပြီးတောင်းကြီးလေးကိုတိုင်းဝင်တော့စကိုင်းလည်းတော့မယ်ဒါပေမဲ့စကိုင်းကလုံငန်းမသိဘူးတို့တော့ကြလေကိုလိုက်လက်ထဲကိုထည့်ပြီးပြကြတာအဲ့လိုမျိုးတော့ခဏလေးတော့ပိုစီရောက်မလာဘူးဗျာ အေးဟုတ်တယ်ဗျာဆရာလေးတွေတော့ကိုကြောင်းလေးအတော်ဖုတ်တယ်ဆရာတို့ဒီလို ကျမဗျာ တော့ပါလားစီပါလေးနဲ့ဘုန်းကြီးတို့ဒီပတ်တဲ့နေရာမှာလိုအပ်တာတွေတုံးဆိုးဖို့တောင်းတော်ကြီးဆိုတုံးဆိုးဖို့ရအတွက်လူအားနဲ့အတွက်ကြောင့်ဒါလေးလို့မှလည်းလိုအပ်တဲ့အခါလိုအပ်တဲ့အရာလိုအပ်တာမှန်တဲ့များတွေပြီးဆုံးကြပါလိမ့်ဗျာ မင်္ဂလာပါအခုကျွန်တော်ကမရပူရာမြို့မှာရှိတဲ့ငကယုံဖျားယူရောက်နေပါတော့ငကယုံဖျားယူတော့ပြိုသွားတာပြီးမှလိုက်ကြအောင်မယ်ဒါတော့ငကယုံဖျားယူကျောင်းဝင်းထဲမှာရှိတဲ့ပြိုကျပျက်စီးနေတဲ့ဖျားပေါ့နော်ညားတွေပြိုကျပျက်စီးနေတာမြင်တော့လေစိတ်မကောင်းဖြစ်ရတယ်ပေါ့စိတ်မကောင်းဖြစ်ရဆိုတော့ကျွန်တော်ဒီလောက်ကဒီဘက်မှာအလူရှင်တွေမရောက်သေးဘူးလို့သိရပါတယ်ဒါကြောင့်မို့လို့မရပူရာမြို့ရောက်ခဲ့လို့လူချင်းနေဆိုလို့ရှိရင်ကျွန်တော်တို့မြို့ထဲမှာဘယ်သူမှဆိုမေးလို့ရပါတယ်ငကယုံဖျားကျောင်းနဲ့ရီပဲမှာရှိလဲဆိုတော့နေပြီးတော့ဒီကျောင်းမှာလာပြီးတော့တက်သားပြီးလာလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြန်ပြောပြပေးတာဖြစ်ပါတယ်ဒါတော့ကျွန်တော်ပြကြတဲ့စီပါလေဖြစ်ပါတယ်ဒါတော့ငကယုံဖျားဘက်ကိုကျွန်တော်လိုက်ပြပေးမယ်နော်ငကယုံဒါတော့ကျွန်တော်တို့ရှင်းအောင်သမိုင်းဝင်ပေါ့နော်လက်ရအရင်မြောက်ခဲ့တဲ့ဒါငကယုံဖျားကျောင်းတက်ကြီးကြိုကျသွားတာဖြစ်ပါတယ်ပေါ့နော်အရင်တော့ဆိုကျွန်တော်ဒီမှာအလှတဲ့ပုံရိုက်ရှင်ခဲ့ဘူးတယ်ပေါ့နော်ဒါစိတ်ကူးတယ်မှာခုကြောက်လဲရောက်တော့လဲဒီလိုပြိုကျနေတဲ့ပုံရောက်တော့လဲစိတ်မကောင်းဘူးပေါ့နော်ဒါကျွန်တော်တို့ဒီမှာအထူးရှင်းနေဒါလှူလို့ရတယ်ဆိုတဲ့အကြောင်းပဲကျွန်တော်ပြောပေးချင်တာ